မင်္ဂလာပါဒီနေ့မှာတော့အင်္ဂါလူတွေက Miss Cosmo G နဲ့လက်ဖက်တုပ်စားခြင်းနဲ့ဆိုလို့ကျွန်တော်လက်ဖက်တုပ်ပေးမှာဖြစ်ပါတယ်ဒါတော့ကျွန်တော်လက်ဖက်တုပ်ထဲမှာထည့်မဲ့ပစ္စည်းတွေပါကျွန်တော်တို့အညာဘက်မှာတော့ဒမော်ရက်ကိုလက်ဖက်တုပ်ထဲမှာထည့်ပြီးတုပ်လေးတုပ်ထားရှိရပေါ့နော်ရုံစုံအနေနဲ့ကျွန်တော်ခဲညင်သီးလေးတွေကိုပါပါလှိထားပါမယ်ပြီးသွားရင်တော့ကျွန်တော်ကော်ပီကိုပပလိချင်မှာဖြစ်ပါတယ်ဒါတော့ကျွန်တော်လက်ဖက်တုပ်ရဲ့ဆက်လိုက်မြင်သားပေါ့နော်တင်မော်ရွက်ဖြစ်ပါတယ်ကျွန်တော်ဥပမာတော့အများသောအားဖြင့်လက်ဖက်တုပ်စားရင်လိန်နာတာတို့လေအောင်တာတို့ဖြစ်လို့တင်မော်ရွက်ကိုအများနဲ့ထည့်ပြီးတုပ်ပြီးစားလိမ့်ရှိပါတယ်အကုန်လုံးလှီးပြီးသွားပြီဆိုရင်တော့ကျွန်တော်လက်ဖက်တုပ်ဖို့အတွက်ပြင်ပါတော့မယ်ခင်ဗျကော်ပီတွေခဲညင်တီလှီးပြီးသားတွေကိုထည့်လိုက်ပါမယ်ပြီးသွားရင်တော့ကျွန်တော်တမော်ရွက်မြုပ်သီးလှီးချာလေးထပ်ထည့်လိုက်ပါမယ်နှစ်ပြန်ကြော်ရဲ့ပြီးသွားရင်လက်ဖက်ရဲ့ကျွန်တော်ဖောက်ပြီးတော့ထည့်လိုက်ပါတော့မယ်ရတာအတွက်ကတော့ကျွန်တော်ဟင်းချုပ်မုတ်ရဲ့ငပြရေးထမင်းစားစွန်းတစွန်းပြီးသွားတဲ့ခါကျတော့ကျွန်တော်စီပေါ့နော်စားတဲ့စီကိုထမင်းစားစွန်းနဲ့နှစ်စွန်းထည့်လိုက်ပါတယ်ရှင်ငံဆက်စားကျင်တယ်ဆိုလို့ကျွန်တော်အတမယာသီးလေးလည်းထပ်ပြီးတော့ညှစ်ထားပေးပါတယ်အကုန်လုံးပြီးသွားရင်တော့ကျွန်တော်တမအမွေလန်းရပါပြီခင်ဗျာ